နေ့ချိန်မှစ၍ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးစစ်တီများဖြင့်ခံယူပါသည်တရားတော်စစ်တပ်ကိုတော်လန်မဲ့တမတော်ဤသူတွေရဲ့တပ်အိုးအင်ကားဝင်မဲ့တမတော်တွေဥတော်လည်းရဲ့အစာပြုခဲ့တာပြည်သူကကျွေးပြည်သူကမွေးထုတ်ပေးမယ်မန္တလေး PDF ဖယ်ရတမယ်တော်အာနာယူရဲ့စမိတ်စာကိုအမြင့်ဖြတ်မဲ့တမတော်ဒီမိုကရေစီအဖြစ်ကိုပေါ်ဆောင်မဲ့တမတော်ဖယ်ရတမတော်ရှေ့လို့ဆက်ချီငါတို့ပန်း